မင်္ဂလာပါဗျ We are boss ကနေပြီးတော့ကြိုဆိုပါတယ်ဒီနေ့မှာကျွန်တော်တို့က icon CM ကိုသွားခဲ့တဲ့ vlog လေးကိုကျွန်တော်တင်ပေးမှာဖြစ်ပါတယ် International Worldwide Brand ဒီအများကြီးပဲရောင်းတာဖြစ်တဲ့အတွက် shopping ထွက်မှာဆိုရင်ဒီနေရာလေးကိုတော့ကျွန်တော်ကတော့ recommend ပေးချင်ပါတယ်ဆိုင်ရတော့မြင်တဲ့အတိုင်းပဲမျိုးစုံရှိရဲ့ community area မှာဆိုတော့ promotion area မှာဆိုတော့အများကြီးပဲ brand မျိုးစုံရှိရဲ့ Dior ရှိရဲ့ Louis Vuitton LV ရှိရဲ့Charles & Katie ရှိမယ်မျိုးစုံပဲပေါ့နော်ကျွန်တော်စီကနေပြီးတော့နောက်ထပ်ဘာတွေလုပ်လို့ရတယ်ဆိုလို့ရှိရင်ကျွန်တော်စီက supplier ပေါ့နော်ကျွန်တော်စီကနေပစ္စည်းတွေမှာလို့ရတယ်ကျွန်တော်ဒီ authentic shop တွေကနေဓာတ်ရိုက်သွားဝယ်ပေးတယ်supplier fee လေးပဲယူတယ် supplier fee အသေးစိတ်ကိုသိချင်တော့ကျွန်တော်ရဲ့ဒီ messenger လေးကိုတော့မေးပေးပါပေါ့နော် authentic shop တွေကနေဓာတ်ရိုက်သွားဝယ်ပေးတယ်ဖြစ်တဲ့အတွက်တော့ပစ္စည်းအမှန်ကန်ရမယ် quality ကောင်းကောင်းနေရမယ်ကိုယ်တိုင် shopping ထွက်သလိုပဲ video call နဲ့ကျွန်တော်ခေါ်ပြီးတော့ဝယ်ပေးတယ်ပစ္စည်းမျိုးစုံမှာလို့ရတယ်ပေါ့နော်ကာဂိုအနေနဲ့တော့ air cargo လေးရတယ်land cargo လေးရတယ်ပေါ့နော်အဲ့တော့အပြင်နိုင်ငံတကာနိုင်ငံသားတော်တော်များများကျွန်တော်တို့မြန်မာအပါဝင်ပေါ့နော်ဒီ icon CM ကိုပဲလာပြီးတော့ shopping ထွက်ကြတာတော့များတယ်တချို့ဆိုင်တွေမှာဆိုလို့ရှိရင် promotion တွေပါရှိသေးတယ်လက်ရှိ cross မှာဆိုလို့ရှိရင် 50% off နဲ့discount ချနေရလို့ရှိတယ်ဟိုနေ့တော့ cross မှာထွက်တဲ့cross ဒီနဲ့အပေါ်မှာတက်တဲ့ chip bit လေးပေါ့နော် new arrival ရောက်နေတဲ့ item တွေကြီးအများကြီးပဲပေါ့နော်ဒါကတော့ cross နဲ့ပတ်သက်ပြီးcross crazy တွေဆိုလို့ရှိရင်တော့ဒီပါတယ် authentic shop တွေဖြစ်တဲ့အတွက်တော့ design တွေကတော့ update အရင်ဖြစ်တယ်ဗျနောက်ထပ် update တွေမနက်ကောင်းဆို 50% off down ချပေးကြတာ 60% 30% ဆိုတော့ဒီချိန်မှာဝယ်မယ်ဆိုရင်တော့တန်တယ်ပေါ့နော်ဒီကုန်တဲ့တစ်ခုတည်းမဟုတ်ဘူးပေါ့နော် shop တွေ website တွေလည်းကျွန်တော်ဝယ်ပေးပါတယ်โอเคပါကျွန်တော်စီမှာကျင်တဲ့ဆိုလို့ရှိရင် We are boss ဆိုတဲ့ official page channel လေးလည်းရှိပါတယ် like and share လေးလည်းလုပ်ပေးပါနောက်တော့များမှလည်းတခြား vlog တွေအများကြီးတင်ပေးမှာမို့လို့ subscribe လေးလုပ်ဖို့လည်းမမေ့ပါနဲ့အောင်ဗျာအားပေးတဲ့လူတွေအကုန်လုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်ပါဗျ